ဒီတိုင်းမှာတော့ PSG နဲ့ Arsenal ပွဲကိုသုံးသပ်ဆွေးနွေးကြပါတယ် Arsenal ကတော့ကျွန်တော်ရဲ့တဲဆွဲပေါ့နော် Arsenal Champion ဖြစ်ရင်တတူးထိုးမယ်ဆိုပြီးတော့ကျွန်တော်ကျုံးဝါထားတာပေါ့နော်ဒါပေမဲ့ဒီကနေ့ဒီ Arsenal Premier League လည်း Champion ဖြစ်မနေသေးဘူး3နှစ်စလိုက်ရှိပြီ Champion League ကအခုဘလူးဝဲနဲ့လည်းရောက်မှလားမရောက်ဘူးလားလည်းမသေးကြတော့ဘူးတတူးတော့တတ်တာပါလေနော်ဆိုတော့ဒါကိုရဲ့ personal feeling ဆိုတော့ကျွန်တော်အမြဲတမ်းရှေ့မှာလည်းကျွန်တော်ပြောခဲ့တယ်ပဲကျွန်တော်ကfeeling ရဲ့အမြင်ရဲ့ယက်တာရဲ့အတွေးရဲ့ဒီ၄ခုနဲ့ပဲကျွန်တော်ကဘောလုံးမတို့ကိုကျွန်တော်ပြောချင်တယ်ပေါ့နော်ပွဲပြီးရောပွဲချူရောဆိုတော့ရမချင်းဒီမှာဒီဗီဒီယိုကိုကြည့်ပါ technically တွေနားထောင်ရင်တော့တခြား page ကိုသွားပါဆိုတော့လောကမှာပြောရင်ပုံစံနည်းတွေနဲ့အလုံးမဖြစ်ဘူးကျွန်တော်ရဲ့အတွေးပေါ့နော်လောကမှာပုံစံနည်းတွေနဲ့ဒီ equation ချလို့ဒါရမယ်ဆိုတာအဲ့လိုမျိုးတွေကကျွန်တော်ဘဝထဲမှာမရှိဘူးလေကျွန်တော်တို့ကလောကကြီးဖြစ်တဲ့အတွက်လောကကြီးရစမ်းကြတယ်အဲ့တော့ကျွန်တော်တို့ feeling နဲ့ပဲသွားမယ်စိတ်နဲ့ပဲသွားမယ်ပြန်နော်ခံစားချက်နောက်ပဲလိုက်မယ်ပြန်ပါလာတာမပါလာတာနောက်မှဆိုတော့ဆက်မယ်Arsenal အရင်ကြိုက်တယ် quarter final ကိုကြော်တော်လာတဲ့အသင်း၄သင်းထဲမှာနော် semi final ရောက်တဲ့အသင်း၄သင်းထဲမှာ Arsenal solid ဖြစ်ဆုံးအဲ့ဒါနှစ်ကြော်လုံးနိုင်တယ်ကျန်တဲ့သင်းတွေခွေထစ်နေနောက်တစ်ကြော်မှာကျွန်တော်အများနဲ့စဉ်းစားတယ် Arsenal ကောင်းတယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောလို့ဘာစီလိုနာတော့ကြောက်တယ်PSG မကြောက်ဘူးလီဖေလုံးလည်းနိုင်တာတော့ဒါပေမဲ့ကစားပုံတူလာ PSG ပူကောင်းတာမှန်တယ် PSG ပူကောင်းလာဒါပေမဲ့ Arsenal ကောင်းတယ်လေသူကပူပဲကောင်းကိုကအစားတွေကသူ့ထက်ပူကောင်းလို့သူ့တော့နိုင်ထားတာဘာလို့ကြောက်အောင်ဒါပေမဲ့ဘောလုံးကပြန်စလက်ဆန်တယ်ဗျကစားသမားတွေကဘယ်လောက်ရေးကြီးလဲဆိုတော့ Thomas Partey ကညာတာ Partey လောက်သွားတယ်အဲ့ Real နဲ့ဒုတိယကြော်မှာဟိုကယူပြီးတော့သူကပထမကြော်မပါဘူးဘာတော့ Rice ကသူနေရာဝင်ကစားအောင်ဆိုတော့ခန်းစစ်အာသန်နဲ့ကစားသမားနေရာမှာတိုက်စစ်အာသန်နဲ့ကစားသမားဝင်ကစားတဲ့အခါမှာတော့နည်းနည်းခွေချစ်တာပဲမြင်ခဲ့တာပဲအော်ဒီကလည်းခွေချစ်သွားတယ်မရီနိုလည်းခွေချစ်သွားတယ်အဲ့တော့ရှေ့ရတိုက်စစ်မှုတွေလည်းရဲမသွားတော့ဘူးဆိုတော့အာဆင်နယ်ဘက်သုံးသက်ရတာလေခက်တယ်ဗျကျွန်တော်တို့ကဘယ်လိုပြောမလဲကိုယ်အသိမဟုတ်လို့လားမသိဘူးအာဆင်နယ်ကောင်းဘက်ကပဲတွေးကျင်တယ်ဒါပေမဲ့အစိုးဘက်ကနေစပြီးတော့တွေးကြည့်လိုက်မယ်အာဆင်နယ်ကလူစင်းရဒါပဲနော်မြန်မာနိုင်ငံမှာရှိတဲ့တကယ်အာသာကျွမ်းနေသုံးသက်သူတွေအများကြီးပြောတယ်အာဆင်နယ်ကတိုက်စစ်မှုမရှိတဲ့ပြဿနာတနေ့မဟုတ်တနေ့ခံစားရလိမ့်မယ်အခုဒီနေ့ဒီချိန်မှာခံစားရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တိုက်စစ်မှုဆိုအဆုံးသက်သေးကြတဲ့တိုက်စစ်မှုပြောတာအဆုံးသက်သေးကြတဲ့တိုက်စစ်မှုလီဝန်နော့စကီလို့ပြောအဆုံးသက်သေးကြတဲ့တိုက်စစ်မှုမရှိခြင်းအာဆင်နယ်ရရှိတဲ့နေပါတော့အခွင့်အရေးလေး2ချိန်3ချိန်မှာတကူမှမရလိုက်ဘူးအဆုံးသက်သေးကြတဲ့တိုက်စစ်မှုရှိရင်3 chance တကူလောက်တော့ရတယ်ဆိုရင်မရှုံးခဲ့ဘူးပေါ့နော်မာတင်နယ်လီတို့ဒီဖလော့ဆာတို့နော်မရီနိုရဲ့တွင်ကိုလူကျော်နေဒါတွေကအာဆင်နယ်အတွက်နစ်နာခဲ့တယ်ဘာလို့လဲဆိုတော့တကယ်နေရာယူနိုင်စွမ်းရှိတယ် space ကိုရှာနိုင်စွမ်းရှိတယ်အဆုံးသက်နိုင်စွမ်းရှိတယ်တိုက်စစ်မှုကောင်းမရှိတဲ့အတွက်ဒီလိုမျိုးဂျင်းတဲ့ချက်ထဲမှာအာဆင်နယ်ဒုက္ခရောက်သွားတယ်လို့ပဲကျွန်တော်ရေဘူးရသုံးသက်ချင်တယ်ကျွန်တော်ယုံကြည်လိုက်တယ်ပေါ့အာဆင်နယ်ဒီလိုကြောင့်ဒီလိုပဲခွေထစ်သွားတယ် PSG ကတော့လီဗာပူးကစားတော့လည်းဒီတိုင်းပဲအက်စတွန်ဗီလာကိုလည်းဒီတိုင်းပဲမန်စီးတီးကိုလည်းဒီတိုင်းပဲအာဆင်နယ်ကိုရှုံးခဲ့တော့ကလည်းဒီတိုင်းပဲခရချလီယာရောက်လာတာတော့ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့ခရချလီယာနဲ့ဒမ်ဘီလီနဲ့2ယောက်ရဲ့တောင်ပန်ကစားပေါ့ကျွန်တော်တို့ကဆာကာနဲ့မာတင်နယ်လီရဲ့တိုအာဒီ2ယောက်နဲ့ဒိုရီရှိမယ်ဗီတင်ညာရှိမယ်ဖေဘီယန်ရူးရှိမယ်ကျွန်တော်တို့မှလည်း right ရှိမယ်နောက်အခုဒုတိယကြောင့်မှာ Thomas Partey ပြန်ပါလာမယ် Odegaard ရှိမယ်ဒီ3ယောက်ရဲ့ကွင်းနဲ့အစုဖွဲ့ဗီတင်ညာဒိုရီဒီဖေဘီယန်ရူးအများကြီးတာတယ်တောင်ပန်ကိုသွားမလားဒမ်ဘီလီโอเคဒမ်ဘီလီကို class တစ်ခုထားမယ်ဒါပေမဲ့ဒမ်ဘီလီနဲ့ဆာကာနဲ့ level ပဲထားမယ်ဒမ်ဘီလီဆာကာအတူတူပဲဒီဘက်မှာကျွန်တော်ခရချလီယာနဲ့မာတင်နယ်လီခရချလီယာကိုမကောင်းပြောတာမဟုတ်ဘူးခရချလီယာအကောင်းဆုံးပဲဒီ PSG အပြင်ခရချလီယာကတကယ်ဒီ key point အောင်ဖြစ်နေသေးတယ်ဒါပေမဲ့မာတင်နယ်လီဘရာဇီးသားအချင်းတော့မဟုတ်ဘူးဘရာဇီးသားချင်းတော့မဟုတ်ဘူးအဲ့တော့မရီနိုကစပိန်သားတိုက်စစ်ကစားနိုင်တယ်ပါတီးတာပါနိုင်တိုက်စစ်နေအောင်မရီနိုနေရနဲ့ဂိုးလက်လည်းရှိတယ်အာဆင်နယ်ခက်ခဲနေတဲ့အချိန်မှာတော့သူတကူရအောင်သွင်းပြစီဒါတော့နည်းနည်းလေးလူကြုံရတာဆိုတော့ဂိုးလက်ရှိတဲ့ကစားသမားရတယ်တိုက်စစ်မှုမလို့သေးဘူးအမေဆာကာလည်းဂိုးသွင်းနိုင်တယ်မာတင်နယ်လည်းဂိုးသွင်းနိုင်တယ်ဒါပေမဲ့အာဆင်နယ်ပြန်လုပ်ပြဖို့ပဲလိုတယ် PSG ကအာဆင်နယ်ကိုခံကမ်းမဲ့တင်မဟုတ်ဘူးဘယ်လိုပြောမလဲဒုတိယကြောပထမကြောတိုင်းပဲ PSG စော်ဦးမှာအာဆင်နယ်ကိုသူကန်ဦးမှာပလေးတူနေတယ်ရက်လိုက်လို့မရဘူး PSG ရဲ့အာဆင်နယ်ပြန်ဆော်မှာအဲ့တော့ PSG က
သူ့ move တိုင်းသူကရွေ့နေမှာအာဆင်နယ်အဲ့ဒါကိုအဖြေရှာရင်းနဲ့ကွင်းလယ်ကိုစိုးမှုပြရမှာ PSG ကဒီလူအကုန်ပဲပေးခြင်းပထမကြော့စင်းတက် PSG မှာဒါပဲရှိတယ်အာဆင်နယ်က Thomas Partey တော့ပြန်ပါလာပါတီပါလာတဲ့ကွင်းလယ်နဲ့ပါတီမပါတဲ့ကွင်းလယ်နဲ့သုံးသက်သူတွေအများကြီးသုံးသက်ထားတယ်အာဒီတာကိုလည်းသိတယ်ဇာမိုက်လည်းသိတယ်ကွာဟုတ်ပါတယ်ဆိုတော့ညာတာပါတီပြန်လာမဲ့အာဆင်နယ်ကွင်းလယ်ကိုတော့တစ်ချက်စောင့်ကြည့်ရPSG ကတော့ခံတတ်တဲ့အသင်းလည်းမဟုတ်ဘူးခံလို့လည်းမရအောင်သူ့လူစင်းကသူကတိုက်စစ်သွားတဲ့တင် play စင်သွားတဲ့တင် ball game ကစားတာပဲအာဆင်နယ်လိုပဲအဲ့တော့သူကသူ့လို့သူလုပ်နေမယ်အာဆင်နယ်ကကွင်းလယ်မှာပါတီပါလာတဲ့များပြန်ပြီးတော့ကွင်းလယ်ကိုထိန်းချုပ်ပြနိုင်မလားကွင်းလယ်စိုးမိုးပြီဆိုရင်ကိုက chance ပိုရလာကို chance ပိုရလာရင်ခုနပြောတဲ့3-4ချိန်3-4ချိန်မှာတကူတော့ရနိုင်တယ်ဆိုတော့ PSG ပွဲကပထမကြော့ကမထင်မှတ်ထားတဲ့ဘာစီလိုနာအင်တာမီလန်ပွဲလိုပဲဒုတိယကြော့မှာသူတက်ကိုယ်တိုင်နဲ့ညင်သွားမယ်ပို့ပြီးတော့ဂိုးတွေမြင်ရမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲနှစ်ပွဲမှာဒီပြောင်းမြန်ရက်တာအချိုးကျမယ်လို့ပဲတွေးတယ်ဘာလို့လဲအာဆင်နယ်မဖြစ်မနေတကူရဖို့လိုတယ်အာဆင်နယ်တကူနဲ့ရှုံးလာတယ်အဲ့တော့အာဆင်နယ်တိုက်ကိုတိုက်မှာ PSG ကလည်းတကူနဲ့မလုံလောက်ဘူးသူကလည်းအိမ်ကွင်းမှာတိုက်ကိုတိုက်မှာအဲ့တော့သူတိုက်ကိုတိုက်နေသူသွင်းကိုသွင်းနေပြန်လာသွင်းမှုများမယ်ကိုကြည့်ကောင်းမယ် PSG အာဆင်နယ်ပွဲကပြင်သစ်အင်္ဂလန်အားပြိုင်မှုเนาะဟိုကိုကပေးတဲ့အသင်းကိုအားပေးမယ်ကျွန်တော်ကအာဆင်နယ်အားပေးမယ်ပွဲကြည့်လှမယ်အိပ်ပြက်ရချိုနှက်မယ်โอเค